Hollywood လောကရဲ့စုဖွဲ့မှုပြောင်းလဲလာတာတွေ AI အရှိန်ဟုန်နဲ့တက်လာတာတွေအပြင်ရုပ်ရှင်လက်မှတ်ရောင်းအားကျဆင်းလာတာတွေကြောင့်အခုဆိုရင်စိုးရိမ်စရာနောက်တစ်ခုတက်တိုးလာပါတယ်။အဲ့ဒါဟာရုပ်ရှင် superstar တွေရဲ့ခေတ်ကုန်သွားပြီလားဆိုတဲ့အချက်ပါပဲ။အခုဆိုရင်နာမည်ကြီးသေးတန်ရှင်တွေအားကစားသမားတွေအင်တာနက်ဖန်တီးရှင်တွေနဲ့ podcaster တွေဟာရုပ်ရှင်နဲ့ရုပ်သံလောကအမှုပညာရှင်တွေတဲ့ပိုပြီးဝင်ငွေကောင်းနေတာကိုတွေ့ရပါတယ်။ပြီးခဲ့တဲ့နှစ်ကအမှုပညာကြီးအမြင့်ဆုံးမင်းသားဖြစ်ခဲ့တဲ့ Dwayne Johnson ရဲ့ The Smashing Machine, Julia Roberts ရဲ့ After the Hunt, Glenn Powell ရဲ့ The Running Man ရဲ့ Box Office ကျဆင်းမှုတွေဟာရုပ်ရှင်တစ်ခုအတွက်အောင်မြင်ဖို့အတွက်elite စည်ရင်ဝင်နာမည်ကျော်မင်းသားမင်းသမီးတွေရှိနေုံနဲ့မလုံလောက်တော့ဘူးဆိုတာကိုစတူဒီယိုအမှုဆောင်တွေအတွက်သက်သေပြနေပါတယ်။ဒီအခြေအနေတွေဟာ2025မှာပိုပြီးသိသာလာပါတယ်။ Hollywood ရဲ့အမှုပညာကြီးအမြင့်ဆုံးမင်းသား20ရဲ့စုစုပေါင်းဝင်ငွေဟာဒေါ်လာ990မီလီယံထိရှိနေသေးပေမဲ့ဒါဟာပြီးခဲ့တဲ့နှစ်ကဒေါ်လာ930မီလီယံနဲ့ရှင်ရင်တော့20%လောက်ကျဆင်းသွားခဲ့တာပါ။ဒီနှစ်ရဲ့ဝင်ငွေအကောင်းဆုံးမင်းသား Adam Sandler ဆိုရင် agent နဲ့ manager ကြီးတွေနှုတ်ပြီးတဲ့နောက်ဒေါ်လာ48မီလီယံပဲရခဲ့ပါတယ်။ဒါဟာပြီးခဲ့တဲ့နှစ်ကနံပါတ်1နေရာကရခဲ့တဲ့ဒေါ်လာ88မီလီယံနဲ့ရှင်ရင်အများကြီးနည်းသွားတာဖြစ်ပါတယ်။ဝင်ငွေတွေမတက်လာတော့ဘူးဆိုပေမဲ့ပြည်သက်စိတ်ဝင်စားမှုရစေမဲ့အမှုပညာရှင်တွေအတွက်တော့စတူဒီယိုတွေကဒေါ်လာတန်းချီတန်ချက်လက်မှတ်တွေကိုဆက်လက်ထုတ်ပေးနိုင်တော့မှာ။ဒါကြောင့်လဲ Universal Studio က Scarlett Johansson ကိုဒီနှစ်မှာဒေါ်လာ43မီလီယံပေးပြီး Jurassic franchise အသစ်မှာအသုံးချခဲ့တယ်လို့ Apple ကလည်း Brad Pitt မင်းသားကိုဒေါ်လာ41မီလီယံပေးပြီး F1 ကားမှာခေါင်းဆောင်မင်းသားအဖြစ်ခေါ်ယူခဲ့တာပါဒီကားနှစ်ကားစလုံးကဒီနှစ်ရဲ့ဝင်ငွေအကောင်းဆုံးရုပ်ရှင်10ကားစီးရင်ထဲမှာပါဝင်ခဲ့ပါတယ်လီရိုနာဒိုဒီကာပရီယိုဟာဒေါ်လာ25မီလီယံရရှိခဲ့ပေမဲ့ One Battle After Another ကားဟာ15နှစ်အတွင်းသူ့ရဲ့ဝင်ငွေအနည်းဆုံးရုပ်ရှင်ဖြစ်ခဲ့ပါတယ်ဒါပေမဲ့လည်းဒီညရဲ့ Oscar ဆုဝင်စကားတင်စီးရင်ဝင်ဒီကားဟာသူသာမပါဝင်ခဲ့ရင်ဒေါ်လာ210မီလီယံလောက်ရဖို့ဆိုတော့မလွယ်ကူပါဘူးတကယ်တော့ Marvel ရုပ်ရှင်လောကကတော့မှ2026မှာထွက်မဲ့ Avenger Doomsday အောင်မြင်ဖို့အတွက် Iron Man မင်းသားကြီး Robert Downey Jr. ကိုပြန်ခေါ်ခဲ့ရပါတယ်။ဒေါက်တာ Doom ဇက်ကောင်အတွက် Marvel ဟာသူ့ကို project နှစ်ခုစာအတွက်ဒေါ်လာ100ကျော်အပြင်အပိုစုကြီး bonus တွေကိုပါပေးချီသွားမှာပါ။အမှုပညာရှင်တွေဟာအခုဆိုရင် streaming လောကကိုပို့ပြီးတော့အားကိုးလာကြပါတယ်။ Adam Sandler ရဲ့ Netflix နဲ့ရေရှည်စာချုပ်ဟာဆိုရင်ဘလို့ကားပဲရိုက်နှစ်တိုင်းဝင်ငွေအမြောက်အများရနေစေတာပါ။ Denzel Washington ကဒေါ်လာ38မီလီယံDaniel Craig က25မီလီယံစီနဲ့ streaming ရုပ်ရှင်တွေကနေဝင်ငွေကောင်းခဲ့ကြပါတယ်။ Mark Wahlberg ကတော့ Amazon နဲ့ Apple တို့က project တွေကြောင့်ဒေါ်လာ44မီလီယံနဲ့ streaming လောကရဲ့ဘရင်ကြီးဖြစ်လာပါတယ်။ Netflix ဟာသူ့ရဲ့ platform အတွက်ရင်းနှီးပြီးသားမျက်နှာသစ်တွေကိုလည်းဖန်တီးပေးနေပါတယ်။ Adam Sandler နဲ့ Kevin Hart တို့အပြင်အမှုပညာလောကကအနားယူထားတဲ့ Cameron Diaz ကို Jimmy Fox နဲ့တွဲပြီးရုပ်ရှင်နှစ်ကားရိုက်ဖို့ဒေါ်လာ21မီလီယံနဲ့ပြန်ခေါ်ခဲ့ပါတယ်။တစ်ဖက်မှာလည်း Millie Bobby Brown ဟာဒေါ်လာ26မီလီယံနဲ့ပထမအဦးဆုံးသော streaming နယ်ပယ်ကပေါ်ထွက်လာတဲ့ superstar ဖြစ်လာပါတယ်။အသက်22နှစ်ပဲရှိသေးတဲ့သူမဟာအခုစရင်ရဲ့ထိပ်ဆုံး20ထဲမှာအသက်အငယ်ဆုံးမင်းသမီးလည်းဖြစ်ပါတယ်။ Sydney Sweeney နဲ့ Glenn Powell တို့မျက်နှာသစ်တွေကတော့လက်ရှိမှာဒေါ်လာ9မီလီယံနဲ့10မီလီယံကြားမှာပဲရှိပါသေးတယ်။ဒါပေမဲ့ဒီညရဲ့ Oscars Garden မင်းသားတွေဖြစ်တဲ့ Timothée Chalamet နဲ့ Michael B. Jordan တို့ကတော့နောက်ထွက်မဲ့ project တွေမှာဒေါ်လာ20မီလီယံစီရရှိနေသလိုZendaya ကလည်း2026မှာထွက်မဲ့ကားတွေကြောင့်လာမယ့်နှစ်စင်းရဲထဲမှာပါဝင်လာဖို့တည်ကြသလောက်ရှိနေပါတယ်။အခုလိုပဲဘဟုတုတရဝယ်နဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုပုံမလေ့လာခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်သွားပေးဖို့နဲ့ဗီဒီယိုလေးကိုလည်း like လုပ်ခဲ့ဖို့တောင်းဆိုလိုက်ပါတယ်ခင်ဗျာ။နောက်ဗီဒီယိုများမှာပြန်လည်ဆုံတွေ့ပါအောင်မယ်